မင်္ဂလာပါစေဒီမှာဆရာလေးမွေးစားတကောရပြီဒီမှာခွေးတွေယောဂဖြစ်တာပေါ့နော်ခွေးယောဂဖြစ်တယ်သူ့အမေလည်းတည်သွားပြီသူအကုန်လုံး၄កောင်မွေးတာပေါ့နော်၄កောင်က3កောင်တည်သွားပြီသူ့အမေလည်းတည်သွားပြီသူပဲကြရတယ်မကျဲဒီတကောပဲကြရတယ်ဆရာလေးအမှပေးမစီတော့ကြောက်အောင်ပဲထားရတယ်ဒီမှာအိမ်ငတ်တယ်အကောက်တည်လို့ရှိတယ်တို့ရေချိုးပေးပြီးဆေးထိုးပြီးကာကွယ်ဆေးထိုးပေးရတယ်ဒါပေမဲ့ကာကွယ်ဆေးတကောင်တလုံးနှစ်ကောင်ထိုးလိုက်တာပါဘာဖြစ်ဆရာလေးမှာကြောက်မွေးထားရများတယ်လေခွေးရဆရာလေးခွေးမမွေးခွေးမကြိုက်ဘူးလက်ဒီကတော့သူကတော့ကောင်းမဲ့ပုံပဲကြည့်ရတာဘာဖြစ်လဲဆိုတော့ဆရာလေးခွေးမမွေးသူ့ဒီတကောင်မွေးတာပထမဦးဆုံးကနော်ဒီတကောင်တေးမလားရှေ့မလားတော့မသိဘူးနော်ဆိုတော့သူအိမ်ငတ်တယ်ကြာအိမ်ငတ်နေတဲ့ခွေးလေးချစ်စရာလေး